မင်္ဂလာပါရှင်ဒီနေ့တော့ဂျပန်ကောင်းကြီးမုံတစ်မျိုးနဲ့မြန်မာအလွမ်းပြေမုတ်စီကျော်လေးကျော်စားဖြစ်ပါရဲ့ရှင်ဘေးနှခမ်းသားကျွတ်လေးနဲ့အရန်စားလို့ကောင်းတဲ့မုတ်စီကျော်လုံးလေးကိုဖြိုးနဲ့အတူကြည့်ရှုလိုက်စို့နော်မုတ်စီကျော်လှုပ်စားဖို့ပါဝင်ပစ္စည်းလေးတွေကတော့ထညက်ကောင်းကြီးမုံနဲ့နှမ်းလိုပဲလိုအပ်ပါရဲ့ရှင်ပထမဦးဆုံးထညက်ခဲတွေကိုပြစ်နေအောင်ချိုးပေးလိုက်ပါရဲ့နော်ချိုးကြိုက်တတ်ရင်တော့ထညက်များများလေးထည့်ပြီးတော့လှုပ်စားပါရှင်ထညက်ကြိုထားတာပြစ်လာရင်တော့အိုးချပြီးတော့အေးခံထားလိုက်ပါရဲ့နော်ထညက်ကြိုတာရရင်တော့နှမ်းကိုလည်းမှုန်းနေအောင်လုပ်ပါမယ်ရှင်နှမ်းလော်တဲ့အခါမီးအေးနဲ့ပဲလော်ပေးပါရဲ့နော်မီးပြင်းရင်တော့တူးသွားတတ်လို့ပါရှင်နန်းလော်ရောထရက်ရီပါရပြီဆိုရင်တော့မုံနှစ်ဖြောပါရဲ့နော်။ကောင်းကြီးမုံစံချိန်ခွက်2ခွက်စာကိုအသုံးပြုထားပါရဲ့ရှင်။ရတာအတွက်ကတော့စားလေးနဲ့ငယ်ထည့်ပေးထားပါတယ်။ပြီးရင်တော့ကြိုထားတဲ့ထရက်ရီတွေကိုဖြည်းဖြည်းချင်းထည့်ပြီးတော့မှွေပေးပါရဲ့နော်။မုံနှစ်ဖြောတဲ့အခါအခုလုံးမပြစ်မကျဲအနေထားလေးထိဖြောပေးထားပါရဲ့ရှင်။ချော်ထားတဲ့မုံနစ်ထဲကိုနောက်ဆုံးမှာတော့နှမ်းလော်ထားတာလေးတွေထည့်မွေးလိုက်ပါရဲ့နော်ဒါဆိုရင်တော့ကြော်ဖို့မုံနစ်ဆက်တာလေးရပါပြီရှင်မုတ်ကြော်ဖို့အတွက်စီထည့်လိုက်ပါတယ်စီပူလာတာနဲ့ဇွန်းတဆွန်းစာကိုထည့်ကြော်လိုက်ပါရဲ့ရှင်ဘေးနှခမ်းသားလေးတွေကျွတ်နေအောင်မီးအေးနဲ့ကြော်ပေးထားပါတယ်။ညနေပြင်တစ်ဖက်စလုံးရဲကျွတ်လာရင်တော့စီစစ်ပြီးတော့ဆယ်ထားလိုက်ပါရဲ့နော်။ဖြိုးကတော့ကောင်းကြီးမုံစမ်းချိန်ခွက်2ခွက်စာကိုမုံ8ခုရပါရဲ့ရှင်။မုံစီကျော်ကမြန်မာမှာဆိုရင်အလှပွဲနတ်ပွဲတွေမှာမပါမဖြစ်မုံလေးတစ်ခုပါနော်။ဂျပန်မှာကတော့အလွယ်ဝယ်စားလို့မရလို့အိမ်မှာပဲအမြဲကြော်စားဖြစ်ပါရဲ့ရှင်။လောက်စားရတာလည်းလွယ်ကူပြီးပါဝင်ပစ္စည်းတွေကလည်းဂျပန်စူပါတွေမှာအလွယ်ဝယ်လို့ရနိုင်ပါရဲ့နော်မုံစီကြော်နီလေးတင်ပေးပါလို့လာမေးထားကြရင်ညီမလေးတွေအတွက်ဖြိုးရဲ့ဗီဒီယိုလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါရဲ့နော်ဖြိုးတို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင့်